ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကိုယ့်ရဲ့ဖုန်းပျောက်သွားလို့ရှင်လွယ်တကူပြန်ရှာလို့ရမယ့်နည်းပေါ့နော်ထွက်ကြတာတို့ခိုးခံရတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှင်ပြန်ရှာလို့ရမယ့်နည်းရယ်ပြီးပြီဆိုလို့ရှင်အဲ့ဒါကိုသုံးတတ်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ကောင်လေးတွေကောင်မလေးတွေဘယ်ကိုသွားတယ်ဘာတွေလုပ်တယ်ဘယ်တွေရောက်နေရဆိုတာကိုပါကြည့်လို့ရတဲ့နည်းကိုတစ်ခါတည်းပြောပြီးတော့မှာပဲဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင်โอเคအဲ့တော့ကျွန်တော်တို့ကအရင်ဆုံးဒီ File Hub ဆိုတဲ့ဒီ application လေးကို download ဆွဲဖို့လိုတယ်ပေါ့နော် Play Store ကနေသွားပြီးတော့ File Hub ဆိုတဲ့ဒီ application လေးကို download ဆွဲလိုက်ပါโอเคအဲ့ကောင်လေးကိုဆွဲပြီးသွားပြီဆိုရှင်ကျွန်တော်တို့ကအဲ့ထဲမှာ Gmail ထည့်ထားဖို့လိုတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကကိုဖုန်းထဲမှာထည့်ထားမယ်ဆိုလို့ရှင်ကိုဖုန်းပြောက်သွားလို့ရှင်နောက်ထပ်ဖုန်းကနေပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်ဖုန်းကနေပြီးတော့ဒါဒီဖုန်းကနေပြီးကျွန်တော်တို့ကဒီ application လေးထဲမှာ Gmail တစ်ခုထည့်လိုက်ပေါ့နော်အဲ့ဒီကိုယ့်ရဲ့ပျောက်သွားတဲ့ဖုန်းထဲမှာပေါ့ဒါမှမဟုတ်ထည့်ထားတဲ့ Gmail ကိုဒီထဲမှာထည့်ထားဖို့လိုတယ်အဲ့တော့အဲ့ဒါကြောင့်ကိုယ့်ရဲ့ဖုန်း Gmail ကိုကိုကလွတ်ချက်ထားဖို့လိုတယ်ပေါ့နော်Gmail password တွေဘာတွေအရင်အရေးကြီးတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြောပါပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကအဲ့ဒီ Gmail လေးကိုထည့်လိုက်ပြီဆိုတာနဲ့ဒါမျိုးပေါ်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်း3လုံးရှိတယ် CP3 ရယ် Note 12 Pro ရယ်Realme 10ရယ်ပေါ့နော်โอเคအဲ့တော့တကယ်ကိုကောင်မလေးရဲ့ Gmail နဲ့ Gmail password ကိုသိပြီဆိုလို့ရှိရင်လည်းကိုဖုန်းထဲမှာဒီ application လေးထဲမှာဒါလေးထည့်လိုက်တာနဲ့သူပဲသွားနေရဆိုတာကြည့်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် location ပြရတယ်ပေါ့နော်ကျွန်တော်ကတကယ်လို့ Note 12 Pro ကိုသိချင်တယ်ဆိုရှင် Note 12 Pro ကိုထောက်ပြီးကြည့်လိုက်ပြီဆိုတော့ဒါမျိုးကြည့်လို့ရမှာပေါ့နော်။ Okay အဲ့တော့ဒီနေရာမှာပြောစရာရှိတာကဒါမျိုးလေးပေါ်နေတယ်ဆိုတာကတစ်ဖက်ဖုန်းက internet ပိတ်ထားရင်ဒါမျိုးပေါ်မယ်ပေါ့နော်။ Okay အဲ့တော့ကိုကဒီတစ်ဖက်ဖုန်းက internet ဖွင့်ထားမှာလားဒီ application ကကျွန်တော်တို့ကကြည့်လို့ရတာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကဒီမှာဘာလုပ်လို့ရလဲဆိုတော့ဟိုဘက်ဖုန်းကိုနှပ်ပြီးအတန်ပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ sound ကိုနှိပ်ပြီးတော့အဲ့လိုမျိုးလေးပေါ့နော်။ဒီ play sound ကလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီဖုန်းကိုလှမ်းပြီးတော့အတန်နဲ့လှမ်းပို့ပြီးတော့ကိုပြောချင်တာပြောလို့ရတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီမှာsecure device ဆိုတာလေးဒီမှာတော့ပုံလေးနဲ့အဲကောင်လေးကိုတစ်ချက်ထောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျတော့အဲ့ဒီ device ကိုလှမ်းပြီးတော့ကျွန်တော်တို့ကဒီကိုလုံးရှင်တဲ့အတိုင်းတာလေးပေါ့နော်လှမ်းပြီးထိုင်ချုပ်လို့ရတာမျိုးလေးတွေရှိမယ်โอเคပြီးပြီဆိုရှင်ဒီဘက်မှာအပေါ်မှာပါတဲ့ setting ပုံလေးပေါ့နော်တောင်းပါအဲ့ setting ပုံလေးကိုနှိပ်ပြီးတော့အဲ့ဒီဖုန်းကိုလှမ်းပြီးတော့ reset ချလို့ရတယ်အဲ့ဒီဖုန်းထဲမှာပြောလို့ရှိရင် data share လက်တွေပါတယ်မသုံးလို့ခြင်းဘူးဆိုလို့ရှိရင်တော့ဒီမှာ factory reset ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ကဒီမှာ reset နှိပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီဖုန်းကိုတစ်လုံးလုံးကိုအသစ်တိုင်းဖြစ်သွားအောင်ကျွန်တော်တို့က reset ချပြလို့ရတယ်ပေါ့နော်ဒီမှာပေါ့ဒါလေးကိုနှိပ်ပြီး reset ချလို့ရတယ်ပြောချင်တာကကျတော့ကျွန်တော်တို့ကဒီမှာအရေးကြီးဆုံး share လက်ကအဲ့ဒီဖုန်းကိုလို့ရှင်တဲ့ဖုန်းရဲ့ Gmail နဲ့ Gmail password ကိုသိဖို့တော့လိုတယ်ပေါ့နော်။ Okay ပါဒါကတော့ကျွန်တော်အမြန်နဲ့အလွယ်ပြောပြသွားတာဖြစ်ပါတယ်။တဘာရှုပ်ရှက်လည်းမရှိဘူးပေါ့နော်။အားလုံးပဲအကျိုးရှိရှိအသုံးချတတ်ကြပါစေ။